ခန်းညံ့ညံ့လူတွေကငုတ်တုတ်ထိုင်ပြီးပြီဆိုရင်သူများအကြောင်းစဉ်းစားတယ်တော်ထက်တဲ့လူတွေကထိုင်လိုက်တာနဲ့သူများအကြောင်းမစဉ်းစားဘူး idea အကြောင်းပဲစဉ်းစားတယ်ဒီအလုပ်ကိုတိတဲ့ကောင်းအောင်ဘယ်လိုလုပ်ရမလဲလို့စဉ်းစားကြတယ်ဒီတိုင်းပဲလောကဓာတ်နဲ့ကြုံပြီဆိုလို့ရှိရင်ရင်ဆိုင်ရမယ့်အချက်တွေကိုကျွန်တော်စက်ကူလေးတချင်းစက်ကူလေးကိုဝေထားတယ်ရိုက်ကိုစီမှာရှိမယ်ထင်တယ်ကျွန်တော်အမြင်ပြောရရင်ကျွန်တော်တို့ရဲ့ရင့်ကျက်မှုပေါ်မူတည်တယ်ဗျကျွန်တော်တို့လည်းတပနာတစ်ခုဖြစ်ရင်အပြစ်ဘက်ကိုတွေးတာကျွန်တော်တို့အတွေ့အကြုံနည်းတော့ကဒါကြောင့်မလို့အသက်အရွယ်အတွေ့အကြုံနဲ့ဆိုင်တယ်ကိုဖတ်တဲ့စာနဲ့ဆိုင်တယ်ကိုပေါင်းတဲ့အပေါင်းအသင်းနဲ့ဆိုင်တယ်ငယ်တော့ကတော့အသက်ရှည်ခြင်းအသက်တူခြင်းကိုသိနာမယ်လို့ကျွန်တော်အခုအသက်ရှည်ခြင်းတယ်ဘာကြောင့်လဲဆိုတော့အသက်ရှည်တော့အသိဉာဏ်များကြီးကျွန်တော်ရလိုက်တဲ့အတွက်အဲ့ဒီအသိဉာဏ်ရတာလူ့ဘဝပဲရနိုင်တာလေဟိုတော့အပြစ်မြင်တတ်တယ်အပြစ်မြင်တဲ့သူနဲ့တွေ့ရင်သူ့ကိုကအပြစ်မတင်မိပါစေနဲ့ရေးတဲ့သူကိုယ်တိုင်ကလူပေါ်သင်္ကားစာမယူတတ်တဲ့သူတွေကိုအပြစ်တင်နေတဲ့သဘောလေးဖြစ်နေတယ်အများကြီးပဲကျွန်တော်တို့ကအဲ့လိုလူတွေများတယ်ဒါကျွန်တော်တို့ကတခုဖြစ်ရင်တချို့ကိစ္စကဘာမှမပြောဘဲနေတာလေဆုံးမလာနဲ့အတူတူပဲသိပြောလို့မရရင်မပြောပါနဲ့ဟိုပန်းကလေးတစ်ပွင့်ကိုဒီတိုင်းပဲကြည့်နေလိုက်ပါတောက်ခုရအများသူကသူပြီးသွားပါလိမ့်မယ်တခါတည်းဘဝဆုံးမတာပိုကောင်းပါတယ်လူတော်များများဒီနေ့ခေတ်ဆိုပို့ဆိုတာပေါ့ Facebook တွေပေါ်လာတော့ Facebook ထဲမှာဆရာကြီးတွေကြီးပဲအားလုံး